man ဖြတ်ချိတ်ပြီးတော့ ambulance free ဝင်ခုတ်လို့တော့ကြည်ကောင်းပြီမင်းဟုတ်တယ်အဲ့လိုပဲခုတ်မှာကဲဒီဘက်မှာဘာစီယာ rolling နဲ့ Fred Win နောက်တော့ပြေးတော့ကတ်ဇူရှင် Landon Flame တော့ကင်ပေါက်ပေးတိုင်းနဲ့ပဲ Fred Win အော်မသိခင် Price ကခွဲဝင်ရသွားဆိုတော့တာတယ် Henry ဒီလာပေါက်ပြဝိုင်းနဲ့ပဲဒီဘက်က Fred Win ကောင်မှာဖြတ်ချ Phobia Infernal ထောင်းနေဆိုပေမဲ့ဒါအကောင်လေးကိုရင်လုံးလိုက်မလား damage ကမလောက်ဘူးဖြစ်နေတာ Landon Flame နဲ့တော့ပြန်တော့ကင်ပေါက်ပေးတိုင်းနဲ့ပဲ Fia ခုတ်ချက်တွေအောက်မှာ Phobia တကောင်မထည့်ရလိုက်နဲ့ပဲ 1 for 2 trade တန်နေနော်တတ်တယ်လေးရလိုက်တယ်တော့ 1k ပါလိသွားပြီဟုတ်တယ်ဒါအဲ့လိုလုပ်ပါနော်အဲ့လိုလေးလုပ်ပါအောင်အဲ့လိုလေးလုပ်ပါအသာသီးနေအနေနဲ့ကြည်နေရတာဟာဂိမ်းနံပါတ်3မှာတော့နော်အသာသီးလေးနဲ့တော့စကြည့်ရပြီပြိတ္တလောက်ပါဟိုကောင် operator ကခွဲဝင်ရအောင်လို့ပြန်သီးလားစောသီးသေးရမယ့်ကိစ္စကိုရုပ်လုံနေတယ်ဟောဒီကောင်စောသီးသေသွားလို့ရှိရင်မင်းခံမလာတော့မှနော်ဒီထက်အများကြီးလောက်ကွက်ပူထောက်သွားမှာကဲဘာဖြစ်အဆင်ပြေတယ်ဂျန်ဂလာရလိုက်တယ်နော်ဒီဘက်က offlane ရလိုက်တယ် Hiroki 1 for 2 trade operator ကခွဲသွားတာဆရာသမားနော်ဟုတ်တယ်အဲ့မှာသူနည်းနည်းပြန်တက်သွားတာဒီမှာဟုတ်တယ်သူနည်းနည်းတက်သွားလို့မဟုတ်ရင် sorry ပြတ်သွားမှာ retreat အောင်လူပေါက်စရာမလိုတော့ဘူးเนาะအခုက retreat blue ပေါက်သွားတာဆိုတော့ကဲ Henry Tree လေးကလည်းကောင်းခဲ့တယ်လို့ပဲပြောရမှာပဲဘရိုเนาะအဆင်ပြေတယ်ကျွန်တော် intro လေးကတော့ mic တယ်ပဲပြောရမှာ no 1k လီးနဲ့တော့ကျွန်တော်မြန်မာအသင်း game number 3မှာတော့เนาะစတင်ဥဆောင်ထားပြီပဲဖြစ်ပါတယ်เนาะ Ramos ကတော့ပေးရမှာပဲဘာစီယာအနေနဲ့ကတော့ဒါ rubber လေးပဲစားလိုက်မလားเนาะရိုင်းလိုက်မလုံနဲ့เนาะဒါကိုက easily fan နေတိုင်း fan လိုက်ရိုင်းလောတယ်မလို့ easy ပဲဆော့မှန်နေတာအဆင်ပြေနေတာဒီဘက်မှာ fear လည်းအဆင်ပြေတယ် hair လည်းအပေါ်မှာ AI ကြောင့်ဖြစ်သွားပြီတက်တယ်လေးရတာတော့ level 10တာတယ်ဗျာเนาะဒီဘက်က cloud တက်ဆိုင်ကဲ black bat ဖြတ် stand flower လေးနဲ့တော့ cut ပုတ်ပေးတိုင်းနဲ့ပဲ cloud အနေနဲ့တော့ပြန်တော့ forward ထားတဲ့အနေထားဘက်မှာ Kali tornado 30 manipulation တွေပါတော့မခင်းပါဘူးသူတို့ Roma တော့အဲ့လောက်ကြီးမပေးတော့အမှန်တော့ position နည်းနည်းကျွံ့နေရပါတော့ကဲအောက်မှာတော့ Fred Win လာပြီနော် fear Valkyrie Van Jan နေပါခံတိုင်းနဲ့ဘာစီယာ rolling right တိုင်းလေးရောက်လာတာပြန်ခုတ်နာသားကြီးလူချင်းလည်းဘက်ကလာနေပြီနော်နေနာအဲ့ Fred Win ကိုနေနာအပရိုက်တော့ပေးမခွဲနဲ့သွေးပြန်တက်သွားတယ်ဆိုပေမဲ့ရတဲ့ကောင်မဲ့တက်မလား Sandstone နဲ့ဒီဘက်မှာ Flick ကမျိုးမြင့်တော့ဖြတ်တော့ stand မိတာဆိုပေမဲ့ Landon Flick ကင်ပေါက်တဲ့ချက်တွေအောက်မှာတော့ 4 year တကောင် Eva နဲ့ထောင်းနေနဲ့ပတန်းတော့တေဆုံးဝိုင်းနဲ့ပဲ flower ဘာညာကပ်ဖို့ထတ်ချခြင်းနေသေးလားတာတယ်ပဲသွားမလား retweet ကတော့ကူးတောင်းလဲနေဆိုပေမဲ့ကျွန်တော် phobia offline တင်နေတဲ့ timing မှာတော့ကျွန်တော်မြန်မာအသင်းတက်တက်လုံးမယ်ဆိုရင်တော့ဒီချိန်ကတော့အခွင့်ကောင်းပဲဗျဒါပေမဲ့ Ferrin ပြန်လာမယ်နဲ့တူတယ်နော် Ferrin ပြန်လာမှာ retweet ကတော့လူပါအောင်မယ်နေထားcost of black ဘာညာချိန်ဦးမလား Lebestan Harry ကတော့တက်တယ်တော့ရအောင်ယူပေးသွားတယ်ဆိုတော့လေဘာဖြစ်ကျွန်တော်မြန်မာအသင်းရလိုက်တာလောက်နဲ့ပဲကျင်းထားရတယ်ပေါ့နော် retweet ကတော့ဟိုမှာ jungle သွားပေါက်တယ်ဟန်ကြီးလောနေတယ် cost of black 2 man တော့ချိန်ပေးတိုင်းနဲ့ cloud black ယူတယ် upright တော့ခွဲတယ်အောက်မှာတော့ဟန်သိဆုံးသွားခဲ့ပြီဆိုပေမဲ့ဗတ်တရားတော့တော်တော်ကြီးလာနေခဲ့ပြီနောက်က parcel phobia လေးတကောင်မထက်ရတိုင်းနဲ့ဗီဒိုက3ကောင်တာဝါရဲ့ flick ကခုံပြေးသွားတယ် eve လေးကိုပါ triple k လိုက်ယူတိုင်းနဲ့စန်ဂျီလောက်ကွက်ဒီအောက်မှာတော့ hero k 4ကောင်တန်း make a first tower တွေပါရတိုင်းနဲ့ပဲကျွန်တော်တို့မြန်မာအသင်း game number 3မှာတော့နော်အပွင့်ကောင်းသွားပြီလို့ပဲပြောရမှာနောက်3000နဲ့400သာသီးနဲ့ဗျာနော်တကယ်ကောင်းတာကြီးစန်ဂျီ triple k စန်ဂျီနော်အပွဲတန်းကိုထမ်းတာကြီး triple k ဗျာစောသီး triple k ဆိုတော့ဒါ Harry ကစိတ်ချပါHarry ကတိတ်စိတ်ချတာဗောကဲနော်တာဝါပြီနော်စိတ်ပိုင်းတော့အောက်မှာ fast tower တွေပါယူလို့ရနေနေပဲပေါ်မှာလည်း fear တယောက်တည်းမဟုတ်ဘူးဆိုတော့ tower ကာလို့ရတဲ့အနေထားကဲတအားကိုအဆင်ပြေသွားပြီဗျာနော် cost of black ချိတ်တာလေးကလည်းလှတယ်နော်ပတယ်ဆိုင်သွားတာလည်း fear လည်းသူ့လို့လို့နော်ဒီဘက်ကဇမန်4နဲ့စန်ဂျီ2ပေးသွားတဲ့ပိုင်းကလည်းတော်တော်ကောင်းသွားနေထားကလောက်ကတော့ဘေးကရက်ကြည့်ပေါ့နော်ခေါင်းတော့ရက်ကြည့်အောင်လွယ်ဘာလုံးမလုံးနိုင်တားတာသွားပြီဘရိုတားတာသွားပြီကဲပေါ်လဲနော် first tower တလုံးလာယူဖို့အတွက်ကျွန်တော်မြန်မာအသင်း၄កောင်လောက်ထိတော့ရှိတိုင်းနဲ့ပဲဘာစီယာအနေနဲ့တော့လာပေးမလားတာဝါမရလဲမယူနဲ့ပြဿနာမရှိဘူးဒီဘက်မှာ retriever ပေါက်သွားဆိုတော့ respect ပေးလိုက်မရလဲမမဖြစ်ဘူးမှန်နေ respect ပေးလိုက် လေတာဝါဆိုးကြီးလာထားတာဒါစိုင်လိန်တာဝါချိန်နေရသွားလိမ့်မယ်ကလောက်ကတော့ Hyuki တကောင်ရတာနော်ဒီ cloud လေးပဲနည်းနည်းစိတ်ပူရမှာကျန်တဲ့ဘိုင်းတော့ပြဿနာမရှိဘူးဗျာနောက်မှာဘယ်တယ်မဲတော့ image ချတာတော့တွေ့ရတယ်ဆိုပေမဲ့ဘာမှတော့လုပ်လို့ရမှာတော့မဟုတ်ဘူးအပေါ်လန်း first tower လေးပဲယူတိုင်းနဲ့ပဲအနေများတယ်နော်ဘာမှ flower လေးနဲ့ကပ်ဖို့ပြီးတော့ကွန်စီဖြောက်လာတဲ့ကောင်လေးတော့ထိမ့်မိတိုင်းနဲ့ပဲဇမန်ဖုန်းနဲ့ပြန်ကျုံတာဗျာမင်းနော်နောက်မှာဇူရှင်းလည်းဘက်ကရှိနေတာဆိုတော့ကြောက်စရာတိတ်တော့မရှိဘူး phobia
တကောင်လေးကိုအရင်ဖြတ်ချကြည့်မလား cost of blood တွေဘာတွေတော့ဖြတ်တော့ချိတ်ထားရဆိုမှတကောင်နဲ့ထိသွားနေတာမှာ manipulation အောက်ကြီးမှာတော့ battle sign နဲ့အပိုင်းတိတ်တော့မကြိုက်ဘူးဗျ land and flame နဲ့တော့ကင်ပေါက်ပေးတိုင်းနဲ့ပဲ4 ပြည့်တကောင်ရတရားမရှိဘူး bro ဘလင်းကအတောင်ကြီးလို့မတည်ဘူးဘာဒီက rolling နဲ့တော့နောက်က fred win လေးတကောင်ပါဖြတ်တော့ထိန်းပေးတိုင်းနဲ့ပဲ Valkyrie တွေခုတ်ချက်တွေအောက်မှာတော့ fred win တကောင်မှာထည့်ရလိုက်တယ်ပဲ hero kit 3ကောင်ရရှိခဲ့တယ်ကျွန်တော်တို့မြန်မာအသင်းကဲ2-1မဲ့လမ်းစားတွေကတော့မြင်လာရပြီ9မိနစ်နောက်ဝက်6000နဲ့เนาะအဲ့လောက်ကြီးတော့မလောက်ပါနဲ့မင်းเนาะအိမ်ကြီးချင်းနိုင်ငံတွေဆိုတော့နည်းနည်းလေးတော့ respect ပေးလိုက်ပါအောင် မှန်နေဟိုဘလင်းမသေးဝတာဟန်တာတဲ့ယူပေးသွားလို့လည်းပါ ဟုတ်တယ်ဘလင်းကတောင်းချက်ပဲကြတယ်လို့เนาะ rubber the line နဲ့နောက်မှာ flower cup ပွတ်နေတာနဲ့တော့တော်တော်ကြီးတောင်းတာကြီး manipulation နဲ့မှာ battle sign မယ်ဆိုလဲဒီကောင်းလေးစီမှာ damage မလောက်မှန်းသိတော့ငေါမြန်မာဘက်ကတိုးရဲတယ် ဟုတ်တယ် ရှင်းကန်တဲ့ flame အောက်ဆိုင်ကဲဒီဘက်မှာရန်ဖတ်နေတဲ့ကလောက်လေးတကောင်မှာ mega ကဲဖြတ်ယူတိုင်းနဲ့ပစံကြီး402နဲ့တော့အကုန်လုံးတော့ရိုက်ခွဲပြနေပြီဖြစ်ပါတယ် second tower သလုံးဒီဘက်မှာ land and flare ကင်ပေါက်ပေးတိုင်းနဲ့ပစံစလုံးနဲ့ပြေးသွားရဆိုမဲ့လွတ်ကြံနေခဲ့တဲ့ကောင်လေးပဲလှုပ်လိုက်မလား Fredwin ပြေးသွားတော်တော်လှတာเนาะမဟုတ်ရင် Fredwin မှာသေလောက်တယ်အဲ့နေရာမှာ cost of blood တော့လွဲသွားတယ်ဗျ mega ရှိရပြီ ကဲတော်လေးပဲစောင့်နော် first lot မရသေးဘူး bro second tower တွေအကုန်လုံးရသွားတဲ့အပြင်ပေါ်လဲ mega ရှိတွေပါရထားတဲ့အတွက်ကြောင့်တော့ကျွန်တော်မြန်မာအသင်းနော်ဒီ first lot နဲ့ဆိုရင်တော့ mega တွေပါယူလို့ရမယ်အနေထားကဲဖြတ်ထားသားလို့10မိနစ်8000ကျော်နော်10မိနစ်8000ကျော်ဟုတ်လားတကယ်လုံနေပြီမလုံချင်လို့ကြည်နေတာဟောနေအကောင်းမှန်နေဟမ်ဂိမ်းတူပေးပြောလိုက်တာအဲဒီပွဲပြီးရင်တော့တကယ်လုံတယ် အေးလို့မခုမှတကယ်လို့အဲ stress လေးရှိရရှိမှာ yes တွေ့တယ်ပဲကဲလောရ second 20လောက်တော့လိုအပ်နေသေးရင်လည်းပဲကျွန်တော်မြန်မာအသင်းလော်လေးပဲလှုပ်လိုက်မလားလဲလန်းမှာတော့ second tower လေးလုံးလိုချင်တော့ try လို့တော့ရနေဒုံးမဲဆိုပေမဲ့လော်ဒရမဲ့ timing လေးနဲ့လော်လေးပဲလှုပ်မယ်ဆိုလဲညင်းစရာမရှိဘူး Fredwin ဘတ်တွေပါပေးမစားတော့ jungle တွေပါအကုန်လုံးလိုက်တော့ဟိုးဝေးတိုင်းနဲ့ပဲကျွန်တော်မလေးရှာတင်တော်ကြီးစပေးပြောင်းနေတဲ့အနေအထားတစ်ခုတော့မြင်နေရပြီဗျလောကလည်းထွက်ပြီး jungle တွေအကုန်စား second tower မယူနဲ့တော့လော့ယူပြီးမှပဲလုံရင်လည်းလုံเนาะအောက်လန်းတွေပါရှင်းကျင်သေးလားကြိုက်တာလုံမိုက်တာလုံပဲတာနေတာဆိုတော့ဘာလုံတင့်တယ်ဘရိုတို့ကဲရပြီဗျာလောကတော့ဒီဘက်ကလာမဲ့အနေထားလည်းမရှိဘူး blue bat စားနေတာတိုင်းပေးမစားနဲ့အဲ့ Fred တွင်မောင်းထုတ်လိုက်ပေးမစားနဲ့မောင်းထုတ် retreat ကလာပေါက်သွားသေးတယ်လာပေါက်ရင်တတ်ပေးလိုက်မင်းတော်တော်တက်နေတာဟာလား cost of blood 2 man ချိတ်ထားရဆိုမဲ့ရတဲ့ Fred တွင်လေးပဲ3ဆောင်တိုင်းနဲ့ပဲလဲလန်းလိုချင်တဲ့ second tower လေးတစ်လုံးမထိတ်ရဘူးလို့ရှိသွားပြီ Valkyrie နဲ့တော့ light တော့ခုတ် sandstone တွေမတောင်းတိုင်းနဲ့ပတိုင်းစိတ်ကိုလျှော့တော့ပြီးတာတိုက်အပေါ်လဲကလောက်လေးတကောင်ဘာလုံနေတာလဲဘာစီယာနဲ့တော့သွားတော့ညီတိုင်းနဲ့ပဲမင်းပဲပြေးမလဲမောင်မင်းလူလဲဆိုတဲ့ကောင်လေးမင်းပဲပြေးမလဲစပေးတော့တောင်းနေဆိုမဲ့မင်းရပြီတိုက်သေးလို့ရပြီနော်သေးလို့ရပြီစပေးတွေတောင်းနေတာမင်းပဲပြေးမလဲနောက်ပြန်ရောက်အောင်မယ်နော်နောက်ပြန်ရောက်အောင်မယ်ရတယ်တပ်ပေးလိုက်လောအပေါ်ကနေ easy လာနေတာ rolling ရပြီဗျာ retriever ပေါက်သက်သေးတိုင်းနဲ့ပဲကဲဟိုဘက်နှစ်ကောင်မရှိတဲ့အနေထားမှာတော့လော်လေးနဲ့တော့မေဂါရတဲ့ဒီတန်းအဲ့တောင်ဖြစ်သွားနိုင်တယ်နော်10မိနစ်1000ပြတ်စောသီးသေးတာမဟုတ်ဘူးလို့ plan ကရောင်းနေတယ်ဟုတ်တယ်စောသီးသေးလိုက်တော့ကာလို့ရတော့ပြင်တော့မှပြန်ထွက်နေဒီချိန်ကဲကြီးတိုးသွားပြီ black bat ဖြတ် stand ပေးထားတဲ့ Valkyrie နဲ့တော့ဝင် cost of blood 2 man ချိတ်တိုင်းနဲ့ပဲရောက်တရုံးရှည်တွေမှာပါချကုန်ပြီလို့စိတ်ကိုလျှော့တော့ Fredwin တန်းသေးဝိုင်းနဲ့ manipulation တွေအောက်မှာတော့ဘာစီယာရုံးကန်ထွက်လာတဲ့အနေထားစိတ်ကလေးကိုလျှော့တော့မလား Lana Flip ပြန်ကင်ပေါက်ပေးတိုင်းနဲ့ပဲခါလီကွစ်စကန်တွေတော့ဟီတရုံး only ပဲပြေးရိုက်သွားမလား free လေးတော့စောင့်နေတော့မယ် sandstone တော့တုံးပြီတော့ blazing jewel တော့ fear တန်းဖြတ်ပေးတိုင်းနဲ့ပကောလိုက်တွေပါ on နေခဲ့တဲ့ zoo shin နေနဲ့တော့ double game triple game ပါ UI နဲ့ပဲ game 3ကျွန်တော်တို့မြန်မာအသင်း2-1ဆိုတဲ့ရလန်နဲ့တော့အနိုင်ရရှိခဲ့ပြီပဲဖြစ်ပါတယ်တကယ်ကောင်းတာပါ